မင်္ဂလာပါလူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုအသစ်တိုးချက်လိုပါသလားဒါဆိုရင်တော့ကျွန်တော်တို့ location ကောင်းနေရာတစ်ခုရဖို့ကတော့အရန်အရေးကြီးပါတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ကျွန်တော်တို့တာဂီတာအေယာဝန်လမ်းမကြီးရဲ့ကြောကတ်နားလေးတွေမှာရှိတဲ့ပေဒီလေးမှာဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးစားလေးတွေလုပ်လို့ရလဲဆိုတာကိုကျွန်တော်နဲ့သူဝင်ရောက်ပြီးတော့လေ့လာကြည့်ရအောင်ဒီပေဒီကြီးကမျက်နှာစာတွေကိုကျွန်တော်ပေတရားရှိနေတာပဲအနောက်မှာလည်းပေ60နဲ့6000 square feet ပေါ်မှာဆိုရင်ကျွန်တော်တို့ 2RC နှစ်ထပ်တိုက်လေးကိုစောက်ပေးထားတာကိုတွေ့ရတယ်အောက်ထပ်မှာဆိုရင်တော့ကျွန်တော်တို့ master 4ခန်းနဲ့ single 2ခန်းပါလို့အပေါ်ထပ်မှာလည်း master 2ခန်းနဲ့ single 3ခန်းပါတယ်ပြီးကြရင်ကျွန်တော်တို့ kitchen room store ခန်းတွေပါတာဖြစ်တဲ့အတွက်လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာလည်းဝန်ထမ်းတွေထားဖို့အတွက်ပဲဖြစ်ဖြစ်ပစ္စည်းတွေသိမ်းဖို့အတွက်ပဲဖြစ်ဖြစ်အရင်နဲ့အစီအမီလို့အခန်းထဲမှာလည်း aircon တွေပါတဲ့အပြင် inverter 3လုံးလည်းပါတာပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့အဓိကကတော့ setup cost တွေကို short ချနိုင်ပါတယ်ချန်ဝန်း area လေးကျယ်ဝန်းတဲ့အတွက်ကိုလည်း playground ကားပါကင်အတွက်လည်းစိတ်ပူစရာမလိုတဲ့ဘယ်နေမျိုးစားလေးဖြစ်ပါတယ်ဒီလို private school pre-school တွေအပြင် training center language school တွေအတွက်ဆိုရင်လည်းတကယ်ကိုကောင်းမွန်တဲ့နေရာလေးဖြစ်ပြီးတော့ corporate head office logistic company တွေအတွက်ဆိုရင်အထူးသင့်တော်သောနေရာကောင်းလေးဖြစ်ပါတယ်ဒီနေရာလေးကအဆောက်အဦတစ်လုံးမဟုတ်ပါဘူးလူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းများကို next level ကိုတက်လှမ်းဖို့အတွက်ဆိုရင်စနစ်တကျရွေးချယ်သင့်တဲ့ business platform လေးတစ်ခုပဲဖြစ်ပါတယ်